ကျွန်တော်တို့အားလုံးကအောင်မြင်ကျင်ကြတာပဲဒါပေမဲ့အောင်မြင်မှုဆိုတာကိုပတ်စံတစ်ခုတည်းနဲ့တိုင်းတာနေတဲ့၍ကျွန်တော်တို့စိတ်တွေဟာစာလောင်နေအောင်ပါပဲလူတော်တော်များများဘာလို့အောက်ခြေမှာပဲပိတ်မိနေကြတာလဲသိလားအကြောင်းရင်းကသူတို့ရဲ့ mindset ဒါမှမဟုတ်စိတ်နေစိတ်ထားကြောင့်ပါကျွန်တော်တို့ကအခက်ခဲတစ်ခုကြုံလာရင်ဘာလို့ငါကြမှာဖြစ်ရတာလဲလို့ညည်းညူတတ်ကြတယ်ကံကြမ္မာကိုအပြစ်တင်တယ်တခြားလူတွေကိုလက်ညှိုးထိုးတယ်ဒါပေမဲ့တကယ်တမ်းဘဝရဲ့အမြင့်ဆုံးကိုတက်လှမ်းမဲ့သူတွေကတော့ပြဿနာကိုကြည့်တဲ့အမြင်မတူကြဘူးသူတို့ကပြဿနာကိုလှေကားထစ်လို့မြင်ကြတယ်အခုသင်ခံစားနေရတဲ့နာကျင်မှုတွေအထီးကျန်မှုတွေဟာသင်ကိုပုံဖော်ပြီးနေတဲ့အရာတွေပါစိတ်ပညာအရာပြောရရင်ကျွန်တော်တို့က comfort zone လို့ခေါ်တဲ့ကိုနေသားကြနေတဲ့နေရာလေးထဲမှာပဲပုံနေချင်ကြတယ်အဲ့ဒီနေရာကဘီးကင်းနေလို့ထင်ရပြီမယ်အဲ့ဒီမှာဘာပန်းမှမပွင့်ပါဘူးသင်တကယ်အမြင့်ကိုရောက်ချင်ရင်အဲ့ဒီဆုံးလေးကနေထွက်ရပါမယ်ဗုဒ္ဓမြတ်စွာဘုရားလက်ထက်ကပုံပြင်လေးတစ်ပုံနဲ့စားလိုက်ရအောင်တခါကတပည့်တစ်ယောက်ကဘုရားရှင်ကိုမြည်တယ်အရှင်ဘုရားလူတစ်ယောက်ဟာဘလူအရေးချင်းမျိုးရှိရင်အမြင့်ဆုံးကိုရောက်နိုင်မလဲတဲ့ဘုရားရှင်ကပြုံးပြီးဒီလိုမိန့်ကြတယ်ချစ်သားရေကန်တွေကကြာပန်းကိုကြည့်လို့ကြာပန်းဟာရေပုတ်သေးမှာရှုံနုံလေးမှာပေါက်ဖွာလာတာပါဒါပေမဲ့သူဟာရှုံနုံလေးကြားမှာညစ်ပြီးမသွားဘူးရေမျက်နှာပြင်ပေါ်ကိုတဖြည်းဖြည်းတက်လာပြီးနောက်ဆုံးမှာတော့အရန်လှပတဲ့ပန်းတစ်ပွင့်ဖြစ်ပွင့်လာတယ်ဒါဟာပထမဆုံးဇယိုက်လက္ခဏာဖြစ်တဲ့ပတ်ဝန်းကျင်ကြောင့်မတုံ့လှုပ်ခြင်း equanimity ပါပဲဘဝရဲ့အမြင့်ဆုံးကိုရောက်မဲ့သူတွေဟာဘလို့အခြေအနေဆိုးထဲမှာပဲရှိရှိသူတို့ရဲ့စိတ်ဓာတ်ကိုဖြူစင်အောင်ထားနိုင်ကြတယ်ဘေးကလူတွေကကဲရဲပါစီဝေးဖမ်းပါစီသူတို့ကတော့ကြာပန်းလိုပဲရှုံနုံကိုကြော်ဖြတ်ပြီးအပေါ်ကိုတက်လှမ်းကြတယ်တင်ရောအခုဘလို့ရှုံနုံထဲမှာရောက်နေတယ်လဲအလုံးမှာအဆင်မပြေတာလားမိသားစုပြဿနာလားအဲ့ဒီရှုံနုံတွေဟာတင့်ကိုပွင့်လန်းဖို့အတွက်အစာကျွေးနေတာလို့မြင်ကြည့်လိုက်ပါကျွန်တော်တို့ရဲ့ဘဝမှာအကြီးမားဆုံးရန်သူကဘယ်သူလဲသိလားအဲ့ဒါတခြားသူမဟုတ်ပါဘူးကျွန်တော်တို့ရဲ့စိတ်ထဲမှာအမြင့်တွယ်နေတဲ့မှားယွင်းတဲ့အမြင်တွေပါပဲလူတော်တော်များများဟာအောင်မြင်မှုကိုလိုချင်ကြပေမဲ့အောင်မြင်မှုရဲ့အဓိပ္ပာယ်ကိုတော့သိချမသိကြဘူးအခုခေတ်ရည်စည်းကြောင်းမှာအောင်မြင်မှုဆိုတာကိုပိတ်ဆန်ယာတူအရှိန်အဝါဆိုတာတွေနဲ့ပဲတိုင်းတာနေကြတယ်ဒါပေမဲ့တကယ်တမ်းဘဝရဲ့အမြင့်ဆုံးကိုရောက်သွားတဲ့သူတွေရဲ့စိတ်ထဲမှာတော့အဲ့ဒီအရာတွေကဘေးထွက်ပစ္စည်းတွေသာဖြစ်ပါတယ်သင်ဘာလို့အခုထိကိုမကြည်နဲ့နိုင်ပဲဖြစ်နေရတာလဲဘာလို့ညတိုင်းအိမ်မပျော်နိုင်တော့အောင်ပူပန်နေရတာလဲအဲ့ဒါဟာသင်ကကိုဘဝရဲ့ကားမောင်းသူမဟုတ်ပဲဘေးကနေလိုက်ကြည့်နေသူတယောက်ဖြစ်နေလို့ပါ Pause 3 seconds ကျွန်တော်တို့ရှင်သန်နေတဲ့ဒီနေ့ခေတ် social media ကဘာကြီးမှာလူတွေဟာတယောက်နဲ့တယောက်အပြိုင်ဆိုင်နှိုင်းယှဉ်နေကြတယ်တခြားလူရဲ့အပြင်ပန်းအတောက်ပဆုံးအချိန်နဲ့ကိုယ့်ရဲ့အတွင်းပိုင်းအမှောင်ဆုံးအချိန်ကိုတွားနှိုင်းယှဉ်ပြီးတဲ့အခါကျွန်တော်တို့စိတ်ဓာတ်တွေကျဆင်းလာရတယ်စိတ်ပညာမှာ upward social comparison လို့ခေါ်တဲ့အယူအဆတစ်ခုရှိပါတယ်ကိုထက်တာတဲ့သူတွေကိုကြည့်ပြီးအားကြတာဟာကောင်းပေမဲ့အဲ့ဒါကနေတဆင့်ကိုအတုံးမကျဘူးလို့မြင်လာရင်တော့ဒါဟာအစိတ်ဖြစ်လာပါပြီဗုဒ္ဓတရားတော်မှာတော့ဒါကိုမာနလို့ခေါ်ပါတယ်သူတစ်ပါးနဲ့နှိုင်းယှဉ်ပြီးကိုနှိမ့်ကြတယ်လို့ထင်တာဟာလေဆိုးရွားတဲ့မာနတစ်မျိုးပါပဲဒီအစိတ်အတောက်ကတင့်ကိုဘာလို့စေတယ်လဲဆိုတော့တင့်ရဲ့မူလအစွမ်းအစတွေကိုပျောက်ဆုံးသွားစေတယ်တင့်မှာရှိတဲ့ထူးခြားတဲ့အရည်ချင်းကိုအသုံးမချပဲတခြားလူရဲ့လမ်းကြောင်းအတိုင်းလိုက်လျှောက်ဖို့ကြိုးစားရင်လမ်းပြောက်သွားစေတာပါကျွန်တော်တို့အမြင့်ကိုမတက်နိုင်ရတဲ့နောက်ထပ်အကြောင်းရင်းတစ်ခုကတော့အတိတ်ကိုကြောပိုးထားလို့ပါဟိုတော့ငါဒါကိုမှားခဲ့တယ်ငါကိုသူကဘလို့စော်ကားခဲ့တာငါမှအခွင့်အရေးတွေရှိခဲ့ပါလျက်နဲ့ဆိုတဲ့နောင်တတွေအာဃာတတွေဟာတင့်ချီတော့မှခြီထားတဲ့တန်လုံးကြီးတွေနဲ့တူပါတယ်တန်လုံးကြီးတွေကိုဆွဲပြီးတောင်ထိပ်ကိုတက်ဖို့ဆိုတာဘလို့မှမဖြစ်နိုင်ပါဘူးစိတ်ပညာရပြောရရင်တော့ဒါကို ruminating လို့ခေါ်တယ်အမှားတစ်ခုကိုပဲစိတ်ထဲမှာထပ်ခါတလဲလဲပြန်တွေးနေတာဒါဟာတင့်ရဲ့အဖိုးတန်တဲ့စွမ်းအင် energy တွေကိုအလဟတဖြုံးတီးပစ်တာပါပဲဘဝရဲ့အမြင့်ဆုံးကိုရောက်မဲ့သူတွေဟာ
အတိတ်ကိုသင်ခန်းစာအဖြစ်ပဲထားခဲ့ပြီးပြစ်ဆုတ်ပံရဲ့စွမ်းအားကိုအသုံးချတတ်ကြပါတယ်ငါလုံနိုင်ပါမလားလူတွေငါ့ကိုလှောင်ကြမလားရှုံးသွားရင်ဘယ်လိုလုပ်မလဲဒီမိကုန်းတွေဟာတင့်ကိုလှောင်အိမ်ထဲမှာပိတ်လောင်ထားတဲ့တုတ်ချောင်းတွေပါပဲလူတွေဟာတီမာထက်အရှိတ်ရမှာကိုပိုကြောက်ကြတယ်ဒါပေမဲ့တခုမှတ်ထားပါလောကမှာဘာမှမလုပ်တဲ့သူကမှဘာမှအမှားမရှိတာပါတခုခုကိုအောင်မြင်အောင်လုပ်မဲ့သူတိုင်းဟာအမှားတွေဝေဖန်မှုတွေနဲ့ရင်ဆိုင်ရမှာပဲဗုဒ္ဓမြတ်စွာဘုရားကအဘယလို့ခေါ်တဲ့မကြောက်တရားကိုဟောကြားခဲ့တယ်မကြောက်ဘူးဆိုတာကစိတ်လှုပ်ရှားမှုမရှိတာကိုမဆိုလိုပါဘူးကြောက်နေရတဲ့ရှေ့ကိုဆက်တိုးတာကိုဆိုလိုတာပါအခုသင်ခံစားနေရတဲ့ဒီပိတ်မိနေမှု being stuck ကပြင်ပအခြေအနေကြောင့်မဟုတ်ပါဘူးသင်စိတ်ထဲကအမြင်မှားတွေကြောင့်ပါဒီအချက်တွေကိုသင်မြင်အောင်ကြည့်နိုင်ပြီဆိုရင်တော့အောင်မြင်မှုရဲ့လမ်းစာကိုသင်စတင်တွေ့ရှိပြီလို့ပြောလို့ရပါတယ်ဘဝရဲ့အမြင့်ဆုံးကိုရောက်မဲ့သူတွေရဲ့ပထမဆုံးလက္ခဏာကတော့လောကဓာတ်တရား၈ပါးကိုကြံ့ကြံ့ခံနိုင်ခြင်းပဲဖြစ်ပါတယ်ကျွန်တော်တို့အားလုံးသိကြတဲ့အတိုင်းလောကမှာကောင်းတာရှိရင်ဆိုးတာရှိတယ်ချီးမွမ်းခံရရင်ကဲ့ရဲ့ခံရမယ်အောင်မြင်ကြရှုံးမယ်ဒါဟာတဘာဝတရားရဲ့နိယာမပါဒါပေမဲ့အမြင့်ကိုရောက်မဲ့သူတွေကတော့ဒီလှိုင်းတဘိုးတွေကြားမှာလှီငယ်လေးလို့နစ်မသွားပဲတင်ပိုးကြီးတစ်စင်းလို့တီးတီးငိမ့်ငိမ့်ဖြတ်တန်းသွားနိုင်ကြတယ်ဒီနေရာမှာဗုဒ္ဓမြတ်စွာဘုရားရဲ့ဘဝဖြစ်စဉ်တွေကအဖြစ်အပျက်တစ်ခုကိုပြောပြခြင်းပါတယ်တခါကဗုဒ္ဓမြတ်စွာဘုရားဟာရွာတရွာကိုကြွချီတော်မူတဲ့အခါအဲ့ဒီရွာမှာရှိတဲ့လူတချို့ကဘုရားရှင်အပေါ်အညှိုးအတီးရှိနေကြတယ်သူတို့ကဘုရားရှင်ကိုမြည်နာနဲ့ဝိုင်းပြီးဆဲဆိုကြတယ်ကဲ့ရဲ့ကြတယ်ရိုင်းရိုင်းဆိုင်ဆိုင်စော်ကားကြတယ်ဘေးကလိုက်ပါလာတဲ့အရှင်အာနန္ဒာကဒါကိုမခံမရနိုင်ဖြစ်ပြီးအရှင်ဘုရားဒီလူတွေဟာအရိုင်းဆိုင်တာပဲဒီရွာကနေတခြားရွာကိုပြောင်းကြရအောင်လို့လျှောက်ထားတယ်အဲ့ဒီခါမှာဗုဒ္ဓကမိတယ်ချစ်သားအာနန္ဒာနှုတ်ရွာမှာလေဒီလူထပ်စင်းရင်ဘာလုပ်မလဲအရှင်အာနန္ဒာကနှုတ်တရွာထပ်ပြောင်းပါမယ်အရှင်ဘုရားလို့ဖြေတယ်ဘုရားရှင်ကထပ်မိတယ်အဲ့ဒီရွာမှာလေထပ်စင်းရောနောက်ဆုံးမှာတော့ဘုရားရှင်ကဒီလိုလေးလေးနက်နက်မိန့်ကြားလိုက်ပါတယ်ချစ်သားအာနန္ဒာပြဿနာဖြစ်တဲ့နေရာမှာပဲအဲ့ဒီပြဿနာကိုငြိမ်းအောင်လုပ်ရမယ်စစ်မြေပြင်ကဆင်ကြောင်ကြီးဟာအရက်လေးမျက်နှာကလာတဲ့များတံတွေကိုတီးခံတယ်လို့ငါဘုရားဟာလေသူတစ်ပါးရဲ့စော်ကားမှုကိုတီးခံတော်မူမယ်ဒီပုံပြင်လေးတွေကနေကျွန်တော်တို့ဘာသင်ခန်းစာယူနိုင်တယ်လဲသင်စဉ်းစားကြည့်ပါသင်အလုတ်ထဲမှာအဆင်မပြေလို့အလုတ်ထွက်လိုက်မယ်နောက်အလုတ်တစ်ခုရောက်တော့လေတခြားပြဿနာတစ်ခုကစောင့်နေအောင်ပါပဲပြဿနာဆိုတာပြီးုံနဲ့မလွတ်ပါဘူးပြဿနာကိုရင်ဆိုင်နိုင်တဲ့စိတ်ဓာတ်မရှိသေးဘူးသင်ဟာဘယ်နေရာရောက်အောက်ချီမှာပဲပိတ်မိနေအောင်ပါအောင်မြင်တဲ့သူတွေဟာသူတို့ရဲ့တန်ဖိုးကိုသူတစ်ပါးရဲ့ပါစပ်ပြားမှာမတင်ထားဘူးသူတစ်ပါးကမင်းကညံ့တယ်လို့ပြောရုံနဲ့သူတို့ကတခင်ညံ့မသွားဘူးဆိုတာသူတို့သိတယ်သူတစ်ပါးကမင်းကတော်တယ်လို့ညှောက်ပင်ရုံနဲ့လေသူတို့ကဘဝမမြင့်သွားဘူးဒါကိုစိတ်ပညာမှာ internal locus of control လို့ခေါ်ပါတယ်ဆိုလိုတာကကိုယ့်ရဲ့စိတ်ချမ်းသာမှုနဲ့ကိုယ့်ရဲ့ကံကြမ္မာကိုကိုယ်တိုင်ကပဲထိန်းချုပ်ထားပါတယ်အပြင်ပန်းအခြေအနေတွေကတင့်ကိုလာပြီးလွှမ်းမိုးလို့မရပါဘူးအခုသင်ခံစားနေရတဲ့ဝေဖန်မှုတွေကိုပြန်တွေးကြည့်ပါတင့်ကိုလူတွေကအထင်တီးနေကြတာလားတင့်ကိုမိသားစုကတော့အာမကူလို့ပြောနေသလားအဲ့ဒီစကလုံးကြီးကိုများတွေလို့သဘောထားလိုက်ပါတင့်မှာစိတ်တက်ခိုင်မာနေထိုင်ချပ်ပြီးအင်းရှိနေအဲ့ဒီများတွေကတင့်ကိုနာကျင်အောင်လုပ်နိုင်မှာအမြင့်ဆုံးကိုရောက်မဲ့သူတွေဟာရှုံးနိမ့်မှုဆိုတဲ့စကားလုံးကိုသူတို့အဘိဓမ္မာထဲမှာမထားကြဘူးသူတို့အတွက်ကတော့အောင်မြင်ခြင်းဒါမှမဟုတ်သင်ယူခြင်းပဲရှိတယ်။ Thomas Edison ကိုသိကြမှာပါ။ သူကလျှက်စစ်မီးတီးကိုတီထွင်ဖို့ကြိုးစားတုန်းကအကြိမ်ပေါင်း1000ကျော်ရှုံးနေခဲ့တယ်။လူတွေကသူ့ကိုလှောင်ကြတယ်။ခမည်းဘာလို့အရှုံးကြီးပဲထက်ခါလုပ်နေတာလဲလို့မေးကြတယ်။ Edison ကဘလို့ပြန်ပြောခဲ့လဲသိလား။ကျွန်တော်မရှုံးခဲ့ပါဘူး။အလုံးမဖြစ်တဲ့နီးလန်းပေါင်း1000ကိုကျွန်တော်ရှာတွေ့ခဲ့တာပါတဲ့။ဒီ mindset ကတင့်မှာရှိပြီဆိုရင်တင့်ကိုဘယ်အရာကမှမတားဆီးနိုင်တော့ပါဘူး။တင်လဲကျသွားတိုင်းတစ်ခုခုကိုတင်ယူပြီးပြန်ထလဲကျတာကပြဿနာမဟုတ်ဘူးလဲရကနေပြန်မထတာကမှတခိအရှုံးပါဒီနေရာမှာကျွန်တော်တင့်ကိုလက်တွေ့လှုပ်ဆောင်ဖို့အချက်3ချက်ပေးခြင်းပါတယ်ဒါကိုညတိုင်းအိတ်ခါနီးမှာလုပ်ပေးပါပထမအချက်အောင်မြင်မှုသေးလေးတွေကိုကြည်စူးတင်ပါ micro gratitude ဒီနေ့တင်လှုပ်ဆောင်ခဲ့တဲ့အရာတွေတဲကအောင်မြင်မှုသေးလေး3ခုကိုခြာရေးပါ
ဥပမာဒီနေ့ငါစိတ်တူတာကိုထိန်းနိုင်ခဲ့တယ်ဒီနေ့ငါစာတအုပ်ကို9 မျက်နှာဖတ်နိုင်ခဲ့တယ်ဒါဟာတင့်အုံနောက်ကိုအောင်မြင်မှု mindset သွင်းပေးပါဒုတိယအချက်နာကျင်မှုကိုလက်ခံပါ embracing discomfort ဒီနေ့တင်ကြုံခဲ့ရတဲ့အခက်အခဲတွေကိုပြန်တွေးပါအဲ့ဒီအခက်အခဲတွေကတင့်ကိုဘာသင်ပေးခဲ့လဲအဲ့ဒီနာကျင်မှုတွေကတင့်ကိုဘယ်လိုပူတမ်းပါစေတယ်လဲဆိုတာကိုရှာဖွေပါတတိယအချက်ပန်းတိုင်ကိုမြင်အောင်ပါ visualization အိပ်ပျော်ခါနီးစိတ်ကူးထဲမှာတင်ဖြစ်ချင်တဲ့ပုံစံကိုအသေးစိတ်မြင်အောင်ကြည့်ပါတင်ဘလို့အဝိအစာဝစ်ထားတယ်လဲတင်မျက်နှာမှာဘလို့အပြုံးမျိုးရှိတယ်လဲတင်ပြီးမှာဘလို့လူတွေရှိနေတယ်လဲအဲ့ဒီခံစားချက်ကိုတကယ်ဖြစ်နေတယ်လို့ခံစားပြီးအိပ်စက်ပါမိတ်ဆွေအခုကျွန်တော်ပြောပြခဲ့တဲ့လက္ခဏာ 3 ချက်ကိုပြန်ကြည့်ရအောင်1ပတ်ဝန်းကျင်ကြောင့်မတုံ့လှုပ်ခြင်း equanimity 2မိမိကိုယ်ကိုထိန်းချုပ်နိုင်စွမ်း self mastery 3ဇွဲနှပဲနဲ့တီးခံခြင်း endurance ဒီအချက်တွေဟာတင့်ရဲ့သွေးသားထဲမှာတင့်ရဲ့ဝိညာဉ်ထဲမှာကိန်းအောင်နေပြီးသားပါတင်ကအိပ်ပျော်နေတဲ့ခြင်သေးတစ်ကောင်လိုပါပဲအခုအချိန်တန်ပြီအဲ့ဒီခြင်သေးကိုနှိုးလိုက်ပါလောကကြီးကတင့်ကိုအထင်သေးခဲ့ရင်အဲ့ဒီအထင်သေးမှုတွေကိုတင့်ရဲ့လောင်စာအဖြစ်သုံးပါတင့်ကိုလူတွေကပြစ်ပယ်ထားရင်အဲ့ဒီအထီးကျန်းမှုကိုတင့်ရဲ့ခွန်အားအဖြစ်ပြောင်းလဲပါဘဝဆိုတာတိုးတောင်းလုံးပါတယ်တူတစ်ပါးရဲ့မျှော်လင့်ချက်တွေအောက်မှာပဲရှင်သန်နေဖို့အချိန်မရှိပါဘူးတင်ဟာဒီကဘာပေါ်ကိုအကြောင်းမဲ့ရောက်လာတာမဟုတ်ဘူးတင်မှာလှုပ်ဆောင်ရမယ်တာဝန်တစ်ခုဖျားရမယ်အလင်းရောင်တစ်ခုရှိပါတယ်ဒီညတင်အိပ်ပျော်သွားတဲ့အခါအတိတ်ကနာကျင်မှုတွေကိုဒီနေရာမှာပဲထားခဲ့လိုက်ပါမနှက်ဖြန်မိုးလင်းတဲ့အခါတင်ဟာအရင်ကလူမဟုတ်တော့ဘူးတင်ဟာဘဝရဲ့အမြင့်ဆုံးကိုတက်လန်းမဲ့တူရေးကောင်းတစ်ယောက်အဖြစ်နှိုးထားလာပါလိမ့်မယ်ကျွန်တော်တင်ကိုယုံကြည်တယ်တင်မှာအဲ့ဒီစွမ်းအားတွေရှိတယ်ဆိုတာကျွန်တော်သိတယ်ကိုယ်စိတ်နှပြအေးချမ်းပြီးတင်မျှော်မှန်းထားတဲ့အမြင့်ဆုံးပန်းတိုင်ကိုအမြန်ဆုံးရောက်ရှိနိုင်ပါစေ။